ကဲထောပတ်တီးနေပါပြီဟတ်စတီလေးတွေပါသေးစားလေးတွေပါသူကအသေးပဲအသားထုတယ်ရမ်းကောင်းတယ်ယူရီးယားမျိုးတီးရလို့တွဲလိုက်လေးတီးတာနှလုံးသွေးလေးရက်ဆောက်မှာပါရက်ဆောက်မှာတီးကြ